ကျွန်တော်တို့ဆိုအနေနဲ့အာကာသနည်းပညာကဏ္ဍမှာကမ္ဘာနိုင်ငံတွေနဲ့ရေမောင်တန်းဆောင်နေဖို့မြန်မာအာကာသအေဂျင်စီကိုလုံငါတာဝန်လက်ပံခွင့်တွေနဲ့အတူဖွဲ့စည်းတာဝန်ပေးရထားခဲ့ပြီးလက်ရှိမှာတော့အာကာသပြတဲ့ဖွင့်နေတာလူငယ်တွေတဲ့အာကာသဆိုင်ရာပြိုင်ပွဲတွေပြည့်စုံပြီးတာစားတဲ့လူထုပညာပေးရေးအစီအစဉ်တွေမှာစီစဉ်ဒီမှသည်ဂျိုဒုမြေပြင်ထိန်းချုပ်ရေးစခန်းတိဆောက်ခြင်းအထိဆောင်ရွက်နေခဲ့ပါတယ်ဂျိုဒုချဲလက်တွေနဲ့ AI နည်းပညာကိုပေါင်းစပ်ပြီးစိုက်ပျိုးရေးတဘာဝဘေးရန်စီမံခန့်ခွဲရေးနဲ့မြေသုံးချမှုစီမံခန့်ခွဲရေးပါဝင်အခြားလူမှုစီးပွားရေးကဏ္ဍတွေမှာလက်တွေ့အသုံးချနိုင်ဖို့ကိုလည်းကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ပြည်ပပူးပေါင်းဆောင်ရွက်မှုတွေနဲ့ရုရှားနိုင်ငံနဲ့အစိုးရအခြေချင်းသဘောတူညီချက်လက်မှတ်ရေးထိုးထားသလိုတရုတ်အိန္ဒိယဘီလာရုစ်အထူးအပါအဝင်နိုင်ငံတကာအာကာသအဖွဲ့အစည်းတွေနဲ့လည်းအာကာသနည်းပညာနယ်ပယ်ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေပါတယ်။မကြာခင်မှာမြန်မာနိုင်ငံပိုင်ဂျိုဒုကိုတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးလွှတ်တင်ဖို့လူဆောင်အရင်းမြစ်နဲ့လိုအပ်တဲ့နည်းပညာလုပ်ငန်းတွေစတင်ပြင်ဆင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။နာနိုဆက်တလိုက်နဲ့မက်ခရိုဆက်တလိုက်တွေကိုလည်းမိဖွဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတည်ဆောက်လွှတ်တင်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်မြန်မာအာကာသရည်မှုတွေအာကာသခီးစဉ်မှာလိုက်ပါဝင်နိုင်ဖို့အတွက်ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးအာကာသရည်မှုလောင်းတွေကိုစီစစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရေးဆောင်ရွက်နေပါတယ်။အနာဂတ်မှာမြန်မာနိုင်ငံသားအာကာသရည်မှုတူနိုင်ငံတကာအာကာသစခန်းမှာတာဝန်ထမ်းဆောင်နိုင်တာဟာဒေတာအသင်းမှာသာမကကမ္ဘာမှာပါနိုင်ငံနဲ့နိုင်ငံသားတွေအတွက်ဂုဏ်ယူရမယ့်တမိုင်းမှတ်တယ်တစ်ခုဖြစ်လာတော့မှလည်းဖြစ်ပါတယ်။အာကာသနည်းပညာကကိုယ်ကျဲစိတ်များပြားပြီးအချိန်ယူဆောင်ရွက်တဲ့ကဏ္ဍဖြစ်ပေမဲ့နိုင်ငံရဲ့ရည်ရှိအနာဂတ်အတွက်မဖြစ်မနေရင်းနှီးမြှုပ်နှံသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်တွင်းနည်းပညာအခြေခံနဲ့လူဆောင်အရင်းမြစ်ကိုမြင့်တင်ရင်နိုင်ငံတကာမိဖက်တွေနဲ့လက်တွဲပြီးတော့မှမြန်မာနိုင်ငံရဲ့အာကာသအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နိုင်ငံနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာခင်မီဖင်ဖို့တိုးတက်တဲ့ဒီမိုကရေစီတစ်ကိုတည်ဆောက်တဲ့နေရာမှာနိုင်ငံသားအလုံးပညာရေးမြင့်မားဖို့လိုအပ်တယ်လို့ဒီမျိုးသားတို့ကျမ်းမာကြမ်းခိုင်ဖို့ကလည်းအခြေခံကြပြီးအဓိကကျတဲ့အချက်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ဆိုအဖွဲ့အနေနဲ့လူအသက်တဲ့အရေးကြီးတဲ့ဘာမှမရှိဆိုတဲ့ခံယူချက်ကိုဥထိတ်ထားစီပြီးပြည်သူလူထုကိုဓာတ်ရိုက်အကျိုးပြုမဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုအချိန်ကုန်မြင့်ဖော်ဆောင်ပေးလျက်ရှိနေပါတယ်။ကျွန်တော်တို့ဆိုရဲ့အဓိကရည်မှန်းချက်ကစေဝရှင်လင်းဆောင်ဝင်ရှိရမည်ဖြစ်ပြီးမျိုးပြနဲ့ကြေးတပါမကြမ်းစီးရဲချတာမျိုးလူတိုင်းလက်လှမ်းပြီးတဲ့ကျမ်းမာရေးစောင့်ရှောက်မှု UHC ကိုရရှိခံစားစေဖို့ဖြစ်ပါတယ်။ကျွန်တော်နိုင်ငံရဲ့ပြင်းပြမျှော်မှန်းတတ်တာဟာအိန္ဒိယနိုင်ငံတွေနဲ့ရှိရင်နှင်းကြစေဖြစ်နေတာကိုလည်းသတိပြုမိကြမှာဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံရဲ့မွေးဖွားစဉ်မျှော်မှန်းချက်တတ်တာဟာတောင်ပြည့်နှစ်မြန်မာကျမ်းမာရေးမျှော်မှန်းချက်နှစ်30နှစ်ချီစီမံကိန်းအစနှစ်မှာ60မှ60နှစ်ကြားမှသာရှိခဲ့ပါတယ်။2014ခုနှစ်သကောင်စင်းရ 66.8 နှစ်2024ခုနှစ်သကောင်စင်းရ 69 နှစ်ထိတိုးတက်တာကိုတည်းတွေ့ရှိရမှာဖြစ်ပါတယ်။2030ပြည့်နှစ်မှာမျှော်မှန်းတက်တန်းကို85မှ80နှစ်အကြားထိတိုးမြင့်လာဖို့မျှော်မှန်းဆောင်ရွက်နေပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့လူတိုင်းတက်တန်းစိအသက်ရှည်တဲ့နေထိုင်ရေးနဲ့လူတိုင်းယောဂပယကင်းရှင်းရေးဆိုတဲ့ရည်မှန်းချက်တွေကိုစိတ်ကောင်းစေရတဲ့ဖော်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ကျမ်းမာရေးဆောင်ချက်မှုရဟန္တာကြီးတစ်ခုလုံးကောင်းမွန်စေဖို့အတွက်ကျွမ်းကျင်တဲ့ကျမ်းမာရေးလူဆောင်အရင်းမြစ်တွေအလွန်အရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ဒုနယ်ပြုနဲ့တာဖွာတင်နာကျောင်း15ကျောင်းကိုဒုနယ်ပြုသိပ္ပံများအဖြစ်အဆင့်မြင့်တင်ပြီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီးရရှိနေတဲ့ဒုနယ်ပြုသိပ္ပံဒုနယ်ပြုနဲ့တာဖွာနှင်းနဲ့တင်နာကျောင်း29ကျောင်းကိုလည်းဦးစားပေးအနေနဲ့ဖွဲ့စည်းပုံတိုးမြင့်ပေးခဲ့ပါတယ်။ဒုနယ်ပြုတွေနဲ့ရဲ့ဂုဏ်သိက္ခာနဲ့တာဝန်ထမ်းဆောင်မှုတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒုနယ်ပြုတွေအတွက်ယာဒူးအဆင့်အလိုက်ရသတွေးမြင့်ခြင်းနဲ့ထပ်ဆောင်ငွေတွေကိုလည်း2026-2029ဘာနှစ်ကစပြီးခါးစားခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်။ဒါပြင်2026ခုနှစ်ကုန်ပိုင်းမှာဆရာဝန်သစ်တွေ1200ခန့်နဲ့ဒုနယ်ပြုသစ်တွေ2600ခန့်ကိုလည်းထပ်မံခန့်နိုင်ဖို့ရထားဆောင်ရွက်လည်းရှိနေပါတယ်။ကျွန်တော်တို့ဆိုတဲ့တက်မှာကျမ်းမိတ်ဆိုင်ရာလူစားအရင်းမြစ်တွေကိုရှိသည့်ရှိထိုက်တဲ့နှုံထားပြည့်မီတဲ့အထိတိုးတက်မွေးထုတ်ပေးနေအောင်လည်းစီမံကိန်းချမှတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။
အစိုးရတစ်ကရပ်ပေါင်း100စီမံချက်အတွင်းမှာပြည်သူတွေရဲ့ကျန်းမာရေးအတွက်ထိရောက်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့ပြီးမြို့နယ်90မှာလည်းကျန်းမာရေးမြင့်တင်မှုတွေလှုပ်ဆောင်မှုဒုတိယကျန်းမာရေးဦးစီးမှုတွေလည်းခန့်ထားတာဝန်ပေးနိုင်ခဲ့ပါတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးနေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာတစ်နှစ်အတွင်းလူနာ3သိန်းအထိနင်တို့ယောဂအန်ဒီရဲ့အကဲဖြတ်စစ်ဆေးခြင်းနဲ့စိတ်ကူးတမှုတွေကိုဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဘေးအန်ဒီရဲ့ပရိပက္ခတွေကြောင့်ပစ္စည်းခဲ့ရတဲ့ဆေးရုံဆေးပေးခန်းတွေအဆောက်အဦတွေကိုလည်းဦးစားပေးပြန်တဲ့ထောင်ပေးလျက်ရှိနေပါတယ်။ဒါ့အပြင်ကျောင်းကျမ်းမာရေးလုပ်ငန်းတွေကိုလည်းအရှိန်မြင့်ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ကျမ်းမာရေးကဏ္ဍမှာပြည်내တဲ့အတိုင်းဒေသကြီးတွေမှာရှိတဲ့ဂရင်200ဆဆေးရုံတွေကိုလည်းဂရင်300ဆဆေးရုံအဖြစ်အဆင့်မြင့်တင်ပေးခြင်းဆေးပစ္စည်းကိရိယာများဖြစ်တင်ပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။အခြေခံအဆောက်အဦဖြည့်ဆည်းမှုအနေနဲ့လည်းပြည်သူ့ဆေးရုံတွေကိုအဆင့်မြင့်တင်ပေးနေသလိုဆေးရုံတွေမှာကျန်းမာရေးဝန်ထမ်းများ24နာရီအသင့်ရှိနေဖို့လိုအပ်တဲ့အတွက်ဝန်ထမ်းအိမ်ယာများကိုလည်းတိုးချက်တိစောက်ပေးလျက်ရှိနေပါတယ်။ကျွန်တော်နိုင်ငံအစိုးရရဲ့နိုင်ငံရဲ့ကျန်းမာရေးသုံးစရိတ်ဟာ2000ပြည့်နှစ်မှာစုစုပေါင်းအစိုးရအသုံးစရိတ်က 1.5 ရာခိုင်နှုန်းကသာရှိပေမဲ့လည်း2024-2025 ခုနှစ်မှာ2.89 ရာခိုင်နှုန်း2025-26 ခုနှစ်မှာ2.3 ရာခိုင်နှုန်းရှိခဲ့ပြီး2026-2029 ခုနှစ်မှာတော့2.9 ရာခိုင်နှုန်းတွေဆက်တဲ့တိုးမြင့်သွားမှာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံသားများမှာပြည်ပမှာတွားရောက်စိတ်ကူးတဲ့အရေးအတွက်ကလည်းတစ်နှစ်တစ်နှစ်ပုံမူများပြားလာတာကြောင့်နိုင်ငံခြားငွေအမြောက်များကုန်ကျနေပါတယ်ထူးချွန်ထင်မြက်တဲ့မြန်မာနိုင်ငံသားဆေးပညာရှင်အများပြားဟာပြည်ပနိုင်ငံတွေမှာတွားရောက်လုပ်ကိုင်နေကြတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်မို့ပြည်တွင်းမှာရှိတဲ့အဆင့်မြင့်ဆေးရုံကြီးတွေတိစောက်ပြီးပြည်ပရောက်မြန်မာဆေးပညာရှင်တွေလာရောက်ဆေးကုသပေးနိုင်အောင်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းရင်းနှီးမြှုပ်နှံကြဖို့လည်းတိုက်တွန်းလိုပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်နိုင်ငံဟာ2024ခုနှစ်သန်းခေါင်စင်းရလူငယ်ဥပဒေ19တန်းခန့်ရှိပြီးစုစုပေါင်းလူဦးရေ32.69 ရာခိုင်နှုန်းဖြစ်တဲ့အတွက်လူငယ်အင်အားများပြားတဲ့နိုင်ငံဖြစ်တာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒါဟာကျွန်တော်တို့လူဦးရေဆိုင်ရာအာဏာချက်ကိုဆုလက်ဖြင့်ပြောင်းလဲနိုင်ပဲရွှေရောင်ခွင့်ရတရားပဲဖြစ်ပါတယ်ဒီလသုံးသက်ချက်တွေရလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံရဲ့ရည်ကြီးစီးပွားရေးတိုးတက်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်လည်းရှိနေပါတယ်အဓိကကတော့လူငယ်တွေရဲ့ပညာရေးကျွမ်းကျင်မှုနဲ့အလုပ်ကံရရှိမှုအခြေအနေတွေဟာနိုင်ငံရေးကုန်ထုတ်လုပ်မှုစွမ်းအားနဲ့နှိုင်းယှဉ်နိုင်စွမ်းကိုဓာတ်ရိုက်သက်ရောက်နေတာပဲဖြစ်ပါတယ်ဒီအခွင့်အလမ်းကောင်းတွေရှိနေပေမဲ့လည်းလူငယ်တို့အတွင်းမှာကြောင်းထွက်နှုံမြင်မာနေတဲ့အတွက်အစိမ့်မြင့်ပညာရရှိမှုတမွေးပညာရေးရရှိမှုဒီဂျစ်တယ်နည်းပညာတက်ကြွမှုစတဲ့ပညာရေးဆိုင်ရာအားနည်းချက်တွေဖြစ်ပေါ်နေကြရပါတယ်ဒီလိုအားနည်းချက်တွေကြောင့်ဘဝအာမခံချက်ရှိတဲ့အလုပ်ကရရှိမှုအားနည်းခြင်းပုံမှန်လုပ်ကရလစာများရှိတဲ့လို့ informal sector တွေမှာအများစုလုပ်ကိုင်နေရခြင်းကျောင်းသင်ပညာရေးနဲ့အလုပ်ကိုင်ကိုက်ညီမှုအားနည်းခြင်းစုဦးတည်ထွေးမှုလုပ်ငန်းနဲ့စမ်းသစ်တည်ထွေးမှုဂေဟစနစ်အားနည်းခြင်းစတဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေမွေးစီဝါပြဿနာဝန်ထမ်းလောင်းကစားအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေစိတ်ကျန်းမာရေးပြဿနာစတဲ့လူမှုရေးဆိုင်ရာစိန်ခေါ်မှုတွေပြင်နိုင်ငံတော်ကာကွယ်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်မှု civic engagement နည်းပါးတာပါရိတလုပ်ငန်းစေတနာဝန်ထမ်းလုပ်ငန်းတွေမှာစည်ရင်းစေတာနဲ့လုပ်ကိုင်နေကြတာမှန်ပေမဲ့လည်းစစ်စစ်တကြဆောင်နိုင်မှုအားနည်းတာစတဲ့အမျိုးသားရေးစိတ်ဓာတ်ဖွံ့ဖြိုးဆိုင်ရာစိန်ခေါ်မှုတွေကိုလည်းကျွန်တော်နိုင်ငံမှာကြိုးတွင်းနေရတာအားလုံးအသိပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာအရင်ကလူငယ်နဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနဆိုပြီးတီးခြားမရှိခဲ့ပေမဲ့အနာဂတ်နိုင်ငံတော်တဲ့တန်ဖိုးမဖက်တဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုပုံမှုလေးထားအကောင့်တွေပေါ်ဆောင်နိုင်ဖို့လူငယ်ရေးဝန်ကြီးဌာနကိုလည်းတီးခြားဖွဲ့စည်းခဲ့ပါတယ်ကျွန်တော်အနေနဲ့လူငယ်တွေကတန်ဖိုးမဖက်တဲ့တက်ရှိတရားစာတတွေဖြစ်တယ်လို့ခံယူပြီးနိုင်ငံတော်ကိုအကျိုးပြုမဲ့နိုင်ငံသားကောင်းရည်နာတွေပေါ်ထွန်းလာစေဖို့ဗလာငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့အလေးထားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုမျှော်မှန်းချက်အဖြစ်စောင့်ရည်ပြည့်ပသောလူငယ်အားကောင်းသောနိုင်ငံမျှဝေပိုင်ဆိုင်သောအနာဂတ်
Empowered Youth Strong Nation Share Future ဆိုတဲ့ဆောင်ပုဒ်ကိုချမှတ်ပြီးမြို့သားအဆင့်လူငယ်ဖွံ့ဖြိုးရေးမူဝါဒမူပုံတဲ့ရေးဆွဲကမဟာဗျူဟာတွေရက်တို့ရေးရှိစီမံကိန်းတွေရေးဆွဲအကောင့်ထဲပေါ်ဆောင်ရွက်တော့မှဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကျော်ကြီးများခင်ဗျာ21ရာစုရဲ့နိုင်ငံတကာရှင်ပြိုင်မှုတွေဟာစစ်အင်အားစီးပွားရေးအင်အားနဲ့နည်းပညာအင်အားတွေကိုပဲအခြေခံတဲ့ရှင်ပြိုင်မှုတွေမဟုတ်တော့ပဲလူစွာအရေးမြင့်တဲ့အရေးသွေးပြည်သူလူထုရဲ့ကျန်းမာကြံ့ခိုင်မှုစံတည်တည်ထင်နိုင်စွမ်းအမျိုးသားစည်းလုံးညီညွတ်မှုနဲ့နိုင်ငံတကာမှာဩဇာလွှမ်းမိုးနိုင်စွမ်းစတာတွေကိုလည်းအခြေခံတဲ့ဗိဇ္ဇန်ရှင်ပြိုင်မှုအသွင်ပြောင်းလဲလာနေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒီလိုပြောင်းလဲလာတာနဲ့အတူနိုင်ငံတည်မှာအားကစားကဏ္ဍဟာအရင်ကလိုပြိုင်ပွဲဝင်ဖို့စုတည်ရရှိဖို့တော့တာမဟုတ်တော့ပဲလူဆောင်အရင်မြင့်ဖွံ့ဖြိုးတိုးတက်ဖို့လူငယ်တွေရဲ့စီကံခေါင်းဆောင်မှုနဲ့အသင်းဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ဖို့မြို့သားစိတ်တို့ညီညွတ်မှုတည်ဆောက်ပေးနိုင်ဖို့နဲ့အထောက်အကူပြုစေတဲ့အပြင်နိုင်ငံတကာအလယ်မှာလည်းနိုင်ငံဂုဏ်သက်ကကိုညှစ်တင်ပေးနိုင်တဲ့အတွက်အားကစားပြိုင်ပွဲတွေကိုလက်နဲ့မပါတဲ့တိုက်ပွဲတွေတို့တော့ပြင်စားလာကြတာတွေ့ရှိရပါတယ်ဒါကြောင့်မြန်မာအားကစားကဏ္ဍပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေ့ရှုပြီးအားကစားရေးရာဝန်ကြီးဌာနကိုလည်းတည်ကြဖွဲ့စည်းပေးတာဖြစ်ပါတယ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာအားကစားကိုစိတ်ပါဝန်စားမှုရှိပြီးပင်ကိုရည်သွေးရှိတဲ့အားကစားသမားများနီးပြများအခြေခံအဆောက်အဦတွေနဲ့အားကစားဆိုင်ရာပစ္စည်းများဘာနာငွေစိုက်ထုတ်မှုနဲ့အားပေးမဲ့ပရိသတ်များအချို့ညီပေါင်းစဆောင်ရွက်နိုင်ဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်မို့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒုတန်းအတွက်အားကစားရေရှည်စီမံကိန်းချမှတ်ပြီးကျောင်းတက္ကသိုလ်ရပ်ကွက်ကြီးရွာမြို့နယ်အဆင့်တွေမှာလူထုအားကစားလှုပ်ရှားမှုတွေကိုလည်းစနစ်တကျပြန်လည်အသက်သွင်းနိုင်ဖို့ရေချင်းရှိတဲ့လူငယ်များကိုစောစီစွာရွေးချယ်ပြုစုပြောင်းထိုင်နိုင်ဖို့အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ဒီလိုဆောင်ရွက်နိုင်ရင်အားကစားထိုးချွန်သူတွေနဲ့အလားအလာရှိသူတွေအတွက်ရေကန်မြေကန်ခေါင်းတွေပုံမဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်နိုင်ငံတော်စစ်လေယာဉ်စင်အားကစားသမားတွေစတင်ပေါ်ထွက်ရဖြစ်တဲ့ကျောင်းအဆင့်အားကစားဖွံ့ဖြိုးလာစေဖို့အတွက်ကြံ့ခိုင်နီးပြဆရာတွေလုံလောက်ရှိရမှာဖြစ်တဲ့အတွက်ပညာရေးဒီကောလိပ်တွေမှာကြံ့ခိုင်နီးပြဆရာအဖြစ်6လသင်တန်းတွေဖွင့်လှစ်သင်ကြားပေးရန်ယာထားပြီးဖြစ်ကဒီပလိုမာဘွဲ့ပေးရတာမှာဖြစ်တဲ့ပြင်ပညာတဲ့အထူးလားစာထပ်ဆောင်ပြီးချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်အခြေခံပညာကျောင်းတွေတက္ကသိုလ်ကောလိပ်တွေမြို့နယ်တွေမှာအဆင့်တန်းမြေဘောလုံးကွင်းတွေမိုးလုံလုံအားကစားရုံတွေအများပြည်သူအားကစားတို့နဲ့ပန်းချံတွေကိုနိုင်ငံတော်ဗဏ္ဍာကနေဆက်ထုတ်ပြီးဖြည့်ဆည်းဆောင်ပေးလေရှိနေပါတယ်။ထို့တူပဲရှိပြီးသားအားကစားကွင်းများနဲ့အဆောက်အဦတွေကိုလည်းရေရှည်တည်တတ်ခိုင်မြဲဖို့အတွက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူ့ဆန္ဒကိုဖော်ထုတ်ပေးဖို့တာဝန်ရှိတဲ့တိုးတက်တဲ့ကိုယ်စားလှယ်တော်ကြီးများကလည်းမိမိတို့ဒေသလိုက်အားကစားကဏ္ဍမှာလိုအပ်ချက်ရှိနေကြလေတင်ပြတောင်းဆိုသွားကြဖို့လည်းပြောလိုပါတယ်။ပြည်သူ့လွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2004ခုနှစ်တကောင်စီအစင်ကားဆိုင်ရာမြန်မာနိုင်ငံမှာမြို့သမီးလူဦးရေဟာ53%ကရှိပါတယ်။ကျွန်တော်တို့မြို့သမီးတွေဟာနိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးအပိုင်းနဲ့လူပညာဆိုင်ရာကဏ္ဍရည်မှာကနိုင်ငံတော်ကာကွယ်ရေးနဲ့အုပ်ချုပ်ရေးရန်ရာတွေများမှာမြို့သားများနဲ့ဒန်းတူတိုက်ပြည်ကျိုးကိုစမ်းစမ်းတမတဲပို့နေကြပြီလည်းဖြစ်ပါတယ်။လွှတ်တော်ဒီမှာအမျိုးသားသမီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ပါဝင်မှုကိုကြည့်မယ်ဆိုရင်ဗမာပြည်ပြည်ထောင်စုလွှတ်တော်မှာ4.8%ရှိရာကနေဒုတိယအကြိမ်မှာ10.5%နဲ့အခုတတိယအကြိမ်မှာ14.6%ထိတိုးတက်လာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။လာတူပါပဲအစိုးရဖွဲ့စည်းများအတွင်းမှာညွှန်ကြားရေးမှုအဆင့်နဲ့အတူနဲ့အထက်အဆင့်မြင့်ရာထူးတွေမှာမြို့သမီးပါဝင်မှုအချို့ဟာ51.5%ထိမြင့်မားလာတာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့မြန်မာမျိုးသမီးတွေနယ်ပယ်အသီးသီးမှာစမ်းဆောင်ရည်တွေပုံမှုမြင့်မားလာစေဖို့အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်းတည်ကြဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါတယ်။ဒါပြင်မျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း2023-2030ကိုရေးဆွဲထားရှိပြီးအကောင့်တွေပေါ်ဆောင်နေပုံပေါ်မှာလည်းစောင့်ကြည့်လေ့လာခြင်းနဲ့ကဲပြတ်သုံးသပ်ခြင်းတွေဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာကျွန်တော်တို့ဆိုအနေနဲ့လူမှုစီးပွားဘဝဘက်ပစံဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျိုးပေါင်းဆောက်တဲ့ယနေ့ကာလမှာများပြားလာတဲ့စင်ကုန်မှုနဲ့အခက်အခဲတွေကိုရင်ဆိုင်နေရတာအမှန်ပဲဖြစ်ပါတယ်လက်ရှိမှာကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးနဲ့စီးပွားရေးပြောင်းလဲမှုအခြေအနေဒေသတွင်းအခြေအနေကြောင့်ကုန်စည်နှုန်းကြီးမားမှုနဲ့ငွေကြေးမတည်ငြိမ်မှုတွေစတဲ့စီးပွားရေးဆိုင်ရာရိုက်ခတ်မှုတွေခံစားနေရတာကိုကျွန်တော်တို့ဆိုရအနေနဲ့သိရှိပါတယ်အထူးသဖြင့် MSME လုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုစီးရဲ့မြင့်မားလာခြင်းနဲ့အရင်းအနှီးအခက်အခဲတွေရင်ဆိုင်နေကြပါတယ်ဒီတည်းလည်းနိုင်ငံတော်အစိုးရအနေနဲ့ဤပညာများဖန်ဖိုးပေးခြင်း MSME လုပ်ငန်းများတဲ့ချင်းငွေများပေးခြင်းနဲ့လုပ်ငန်းရှင်များရဲ့အခက်အခဲတွေကို one stop service များအနေနဲ့တထိုင်နဲ့ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိနေပါတယ်ပြည်တွင်းထုတ်ကုန်များကိုပုံမှုတွေးပြနိုင်ခြင်းကသမကဒုက္ခစားထုတ်ဖို့ငွေကြေးဖောင်းပွားမှုကိုလျှော့ချနိုင်မှုနဲ့ဒေသတွင်းအလုပ်ကအခွင့်အလမ်းဖန်တီးပေးဖို့တွေလည်းအတွက်အထူးအဆုံးနည်းလမ်းလည်းဖြစ်ပါတယ်နိုင်ငံမှာစီးပွားရေးအရမတောင့်တင်းရင်နိုင်ငံမှာခြားတာရင်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်တယ်လို့ပြည်သူတွေရဲ့လူမှုစီးပွားဘဝဟာလည်းနေကြနေမှာပဲဖြစ်ပါတယ်နိုင်ငံစီးပွားရေးဟာနိုင်ငံရေးလုံခြုံရေးလူမှုရေးအားလုံးနဲ့ဆက်ဆံနေပါတယ်ဒေသတွင်းနိုင်ငံများအာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ရင်ကျွန်တော်နိုင်ငံရဲ့ GDP ဟာလွန်စွာနည်းပါးနေတာကိုတွေ့ရှိရပါတယ်အဓိကကတော့ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်နိုင်ငံအနေနဲ့ကာလရှည်ကြာရှည်စွာကုန်သွယ်မှုမဟုတ်တဲ့ non trade ဝင်ငွေသာအားကိုးခဲ့တာကိုလည်းတွေ့ရှိရပါတယ်ပြည်ပရောင်းနှံဝင်ကုန်ထုတ်လုပ်မှုရှိမှသာပို့ကုန်ရရှိမှဖြစ်တဲ့အတွက်အစဉ်တန်းရှိတဲ့ကုန်ထုတ်လုပ်မှုတွေလည်းအားပေးဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ပုဂ္ဂလိကယင်းနှီးမြှုပ်နှံမှုဆိုတာစီးပွားရေးနဲ့နည်းပညာစမ်းသစ်တည်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအခြေခံဖြစ်ပါတယ်အသေးစားအငယ်စားနဲ့အလတ်စားစက်မှုလုပ်ငန်း MSME လုပ်ငန်းတွေကိုအားပေးမြင့်တင်ခြင်းဟာပုဂ္ဂလိကယင်းနှီးမှုတွေကိုလည်းတိုးတက်လာစေပြီးဒေသတွင်းယင်းနှီးမှုနှံမှုတိုးတက်ရေးကိုလည်းများသာအထောက်အကူပြုတဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့အထူးအားပေးဆောင်နေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့အစိုးရတာဝန်ယူတဲ့ကာလအတွင်း GDP ကိုနှစ်ဆတိုးတက်အောင်ဆောင်ရွက်သွားပါမယ်တိုင်းပြည်အောင်တိုးတက်ဖို့အတွက်ကျွန်တော်တို့အားလုံးအလုပ်လုပ်ကြဖို့လည်းလိုအပ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥပဒေချက်ကိုအကောင့်တွေဖော်နိုင်ဖို့နဲ့ MSME ကဏ္ဍကိုအရှိန်ဟုန်မြင့်အားပေးဆောင်ဖို့အတွက်လည်းစက်မှုနဲ့အသေးစားအငယ်စားအလတ်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစေဖို့အသေးစားငယ်စားနဲ့လက်သားစီးပွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်ကုန်ထုတ်လုပ်မှုကဏ္ဍအစဉ်ပြေချုံးမွေပြီး MSME ကဏ္ဍစင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့အပြန်အလှန်ချိတ်ဆက်နေတဲ့အကြီးကမန္တန်ကြီး၄ရပ်ဖြစ်တဲ့ကုန်ချမ်းတွင်းရစုအရင်းအနှီးနဲ့လူသားအရင်းမြစ်တွေတိုးတက်မြင့်မားလာစေအောင်ကြိုးစားလှုပ်ဆောင်သွားကြမှာလည်းဖြစ်ပါတယ်ဒီ MSME လုပ်ငန်းတွေဟာလူကံဖန်တီးမှုရဲ့အဓိကမန္တန်ဖြစ်ပေမဲ့ကျန်းမာရေးလူသားရှားပါမှုကြောင့်ပြည်ပဈေးကွက်တွေမှာရှင်ပင်နိုင်စွာနှိမ့်ကျနေတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်သင်မွေးပညာရေးသင်တန်း TVED တွေနဲ့ MSME လုပ်ငန်းတွေကြားမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ပြီးကျွမ်းကျင်လူသားမိုးထုနိုင်ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ကျွန်တော်နိုင်ငံအတွင်းမှာပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာတိုးတက်လာစေဖို့တဲ့ဒုဒုလုံတွေကိုပြန်လည်သုံးသပ်ပြီးရိုးရှိတဲ့စီမီစည်းကမ်းတွေနဲ့စီးပွားလုပ်ငန်းတွေအရှိန်မြင့်တင်နိုင်ရေးဆောင်ရွက်သွားပါမယ်အစိုးရနဲ့ပုဂ္ဂလိကမိဖက်ပူးပေါင်းဆောင်ရွက်မှု PPP ကိုလေးတက်မြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သူတည်တနာဖွံ့ဖြိုးရေးကိုလည်းအားကောင်းစေခြင်းနဲ့မူဝါဒတည်ငြိမ်ခြင်းတို့ဟာလည်းပုဂ္ဂလိကကဏ္ဍယုံကြည်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအားပေးရရောက်ကြောင်းလည်းပြောကြားလိုပါကျွန်တော်တို့နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေနည်းဥပဒေတွေအမိန့်ကြော်ညာစာတွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုစစ်ဆေးတဲ့နေရာမှာတိုင်းနယ်ကျင်းသွင်းမဲ့လုပ်ထုလုပ်နည်းတွေဝမ်းစွာစားပစ်ဆိုင်ရာလုပ်ထုလုပ်နည်းတွေနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်မှုအသိပညာပေးမှုဆွေးနွေးမှုတွေလည်းတွင်းမြင့်လှုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်ပြည်သူ့တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတကာရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့ဒုမှုစည်းဝါးဘဝတိုးတက်မြင့်မားရေးအတွက်ခံမာတဲ့စီးပွားရေးအခြေခံအဆောက်အအုံတွေရှိဖို့လိုအပ်ပါတယ်လက်ရှိကာလ2026ခုနှစ်မှာကမ္ဘာလုံးဆိုင်ရာလူဦးရေ8ဘီလီယံခန့်ရှိပြီးကုလသမဂ္ဂအဖွဲ့အစည်းက2050ခုနှစ်မှာ10ဘီလီယံကရောက်ရှိမယ်ဖြစ်ကြောင်းလည်းခန့်မှန်းထားပါတယ်မြန်မာနိုင်ငံနေပြည်တော်ကိုဗဟိုပြုပြီးပါကစ္စတန်နိုင်ငံထိ3500ကီလိုမီတာရှိတဲ့ဆောက်ပိုင်းတစ်ခုရေးဆွဲကြည့်မယ်ဆိုရင်ကမ္ဘာလူဦးရေထုတ်ဝက်ရှိတဲ့4ဘီလီယံခန့်ဟာဒီဆောက်ပိုင်းတွင်းမှာနေထိုင်ကြတယ်လို့
ဆိုပါတယ်မြန်မာနိုင်ငံဟာဒီလူကမ္ဘာလူကြီး4 ဘီလီယံခန့်ရှိတဲ့ဆောင်းရဲ့အလယ်မှာတည်ရှိနေပြီးစီးပွားရေးရကုန်သွယ်ရေးရအလွန်အင်မတန်အလားအလာကောင်းတဲ့နိုင်ငံဖြစ်နေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံဟာကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်နဲ့ရှည်လျားတဲ့ကမ်းရိုးတန်းပြန်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့မျှတတဲ့ရာသီဥတုနဲ့ကောင်းမွန်တဲ့မြစ်စီသားကိုပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ပြည်တွင်းစီးပွားရေးအားကောင်းလာစေဖို့တဲ့ပို့ကုန်တိုးမြင့်ဆိုတဲ့မူဝါဒကိုအခြေခံချမှတ်ထားပါတယ်။စိုက်ပျိုးမှုမျိုးကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေကိုဦးစားပေးဖော်ဆောင်ပြီးပြည်တွင်းစားသုံးမှုဖူလုံတာမှကပြည်ပတန်ဖိုးမြင့်ထုတ်ကုန်များတင်ပို့နိုင်တဲ့အထိကျိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရာစေဖို့တဲ့ပြည်ပပို့ကုန်ကဏ္ဍကိုတိုးမြင့်ရမှာဖြစ်တယ်လို့နိုင်ငံခြားကုန်နဲ့ဝယ်ယူသုံးစွဲရတဲ့သွင်းကုန်လိုအပ်ချက်မြင့်မားခြင်းဟာလည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတဲ့အတွက်ပြည်ပသွင်းကုန်အစားထိုးနိုင်မဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကိုမြင့်တင်ဖို့အရေးကြီးအောင်လည်းပြောကြားလိုပါတယ်ဒီနေရာမှာကုန်သွယ်မှုကြီးမြင့်ရတဲ့အကြောင်းရင်းတွေကိုလည်းကျွန်တော်ပြောလိုပါတယ်အဓိကကတော့လောင်စာဆီဈေးနှုန်းဈေးတက်ခြင်းကုန်ထုတ်ကုန်ပစ္စည်းနှဲပါခြင်းကုန်သွယ်မှုလူငွေများခြင်းကြောင့်ငွေကြေးဖောင်းပွမှုဖြစ်လာခြင်းအသွင်ဥစည်းများပြားခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်ပြည်ပနိုင်ငံတွေမှာကြောင်းတက်ဖို့စေကူတာဖို့ဖျားဖူးဖို့လက်ပတ်သွားဖို့စတဲ့အထူးကိစ္စတွေကလည်းနိုင်ငံခြားငွေသုံးစွဲမှုကိုလည်းအထက်ရောက်များပြားစေပြီးငွေကြေးဖောင်းပွမှုကိုလည်းဖြစ်ပေါ်စေပါတယ်ကုန်သွယ်ရေးလူငွေပြတ်မှုဖြစ်ပေါ်တဲ့ပြည်တွင်းထုတ်ကုန်နယ်ပါပြီးတွင်းကုန်များပြားနေတာကလည်းတစ်ချက်ပါဝင်ပါတယ်ငွေကြေးကြော်ပွားသူတွေဟာကုန်ထုတ်လုပ်မှုတွေလူသားအင်အားဦးစားပေးတဲ့လုပ်ငန်းတွေမှာအစားစီလွန်နဲ့လည်းဖြစ်တဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးရွှေနိုင်ငံခြားငွေမတရားမှုရောင်းဝယ်မှုတွေမှာပဲအဓိကလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်ငွေကြေးအရင်းအနှီးတတ်နိုင်သူများအနေနဲ့ဒီလိုလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမဲ့စားတပ်ပြွေးမွေးမြူနဲ့ဆံပြိုးကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာပုံမရင်းနှီးမြှုပ်နှံဆောင်ရွက်ကြဖို့လည်းလိုအပ်ကြောင်းပြောကြားလိုပါတယ်။ပြည်သူတွေကြုံတွေ့နေရတဲ့စီးပွားရေးကျပ်တင်မှုကုန်သွယ်ရေးကြီးမြင့်မှုနဲ့အလုပ်ကံခွန်အားလိုအပ်ချက်တွေကိုပြည်လည်အောင်ဖော်ဆောင်ပြီးနိုင်ငံနဲ့ကိုက်ညီတဲ့ဈေးကွက်စီးပွားရေးစနစ်ကိုအကောင့်တွေပေါ်ဆောင်ရသွားကြမှာလည်းဖြစ်ပါတယ်။ဒါပြင်ငွေကြေးမူဝါဒ၊ဗန်ဒာရေးမူဝါဒ၊ကုန်သွယ်ရေးမူဝါဒ၊ရင်းနှီးမှုနှံမှုမူဝါဒကိုပြန်လည်သုံးသပ်ပြီးစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဖို့တွေလည်းအရှိန်မြင့်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ပြည်ထောင်စုတော်နာယကနဲ့ကုသရေတော်ကြီးများခင်ဗျာဒီနေရာမှာကိုတို့နှုတ်မှုအခမ်းကဏ္ဍရဲ့အဓိကမောင်းနှံကဖြစ်တဲ့လူသားအရင်းမြစ်နဲ့ပတ်သက်ပြီးဖြစ်ဆက်ပြောကြားလိုပါတယ်။2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရအထက်15နှစ်နဲ့အထက်လူဦးရေရဲ့လူသားအင်အားပါဝင်မှုနှုန်းဟာ49%သာရှိပါတယ်။ဒီလက်သုံးသက်ချက်တွေရဲ့အလုပ်လုပ်ကံသူတွေရဲ့80%ကျော်ဟာလျှက်လုပ်ငန်း၊နေစားအလုပ်အသေးစားစီးပွားရေးအလုပ်ဆိုင်အကူစောက်လုပ်ရေးနဲ့မိသားစုလုပ်ငန်းစားတဲ့ပုံမှန်လောကလာစာမရရှိတဲ့လုပ်ငန်းတွေမှာသာလုပ်ကိုင်နေကြရပြီးအစိုးရဝန်ထမ်းနဲ့ကုန်သွယ်ရေးဝန်ထမ်းစားတဲ့ပုံမှန်လောကလာစာရရှိတဲ့လုပ်ငန်းတွေမှာလုပ်ကိုင်နေသူဟာ20%အောက်မှာသာရှိကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေအတွက်အဓိကစိန်ခေါ်မှုဟာအလုပ်ကိုင်မရှိခြင်းနဲ့အဆင့်တန်းရှိပြီးဘဝအာဃာမခံချက်ရှိတဲ့အလုပ်ကိုင်ရရှိရေးပဲဖြစ်ပါတယ်။ပြည်ပကိုရွှေ့ပြောင်းသူတွေထဲမှာအသက်15နှစ်က34နှစ်ကြာအိုးစုဟာထွက်ခွာသူများရဲ့91.9% ရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုပြည်ပထုတ်ခွာအလုပ်လုပ်ကိုင်မှုတွေဟာပြည်ပကနေပြည်သားစုထံကိုငွေလဲပို့နိုင်တဲ့အတွက်မိသားစုဝင်ငွေကိုအထောက်အကူပြုနိုင်တာလူငယ်တွေနဲ့ဤပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံသစ်တွေကိုရရှိနိုင်တာဒေသတွင်းအလုပ်သမားရွှေ့ပြောင်းမှုတိုးတက်လာတဲ့ကြောင့်အာဆီယံအလုပ်သမားရွှေ့စည်းစိမ်မှုအားကောင်းစေတာစတဲ့ကောင်းကျိုးအချို့ကိုရရှိနိုင်တာဆိုတာကိုတော့လက်ခံရမှာတော့ဖြစ်ပါတယ်။ဒါပေမဲ့ပညာတတ်နဲ့ကျွမ်းကျင်လူငယ်တွေပြည်ပထွက်ခွာမှုများပြားလာခြင်းဟာလည်းပြည်တွင်းမှာကျွမ်းကျင်လူသားရှားပါးလာမှုနဲ့ကုန်ထုတ်လုပ်မှုဆွမ်းအားကျဆင်းမှုတွေမှာဖြစ်ပေါ်လာစေနိုင်တဲ့အတွက်ရေရှည်မှာနိုင်ငံစည်းဝါးဖွံ့ဖြိုးတိုးတက်ရေးကိုလည်းအဟန့်တားဖြစ်လာစေမှာဖြစ်ပါတယ်။တကယ်လို့ဒီအရှင်တွေကိုထိထိရောက်မှဖြစ်ရှိနိုင်မှုဆိုရင်ကျွန်တော်တို့နိုင်ငံဟာအုံနောက်ယိုစီးမှု brain drain တွေပုံမှန်အနေကြီးမှတဲ့အုံနောက်အလဟတာဖြစ်မှု brain waste ဒီနည်းအားဖြင့်လူဆောင်အရင်းမြစ်အလားအ
ဖြစ်မှုပြဿနာနဲ့ရင်ဆိုင်သွားကြမှာဖြစ်ပါတယ်။ဒါဟာလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ရေရှည်စီးပွားရေးတိုးတက်မှုတွေပေါ်မှာတည်တံ့ထင်ရှားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာနိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက်ပုဂ္ဂိုလ်ကဏ္ဍမြင့်တည်ရေးနဲ့ကုန်သွယ်မှုလမ်းကြောင်းများချုံ့မွေစေရေးဟာအလိုရင်းကြီးတဲ့အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ကုန်သွယ်မှုလမ်းကြောင်းတို့ဆိုတဲ့နေရာမှာကုန်လမ်းရေလမ်းများအပါအဝင်ဖြစ်ပါတယ်။ကျွန်တော်နိုင်ငံဟာအိန္ဒိယသမုဒ္ဒရာနဲ့ဓာတ်ရိုက်ထိပေါက်ရောက်နေပြီးပင်လယ်ကမ်းရိုးတန်းအရှည်2138ကီလိုမီတာရှိသလိုဒေသတွင်းအာဆီယံနိုင်ငံများမှာလည်းကုန်းမြင့်ဧရိယာအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုတည်းဖြစ်ပါတယ်။အိန္ဒိယသမုဒ္ဒရာကိုမျက်နှာပြုထားတဲ့မဟာဗျူဟာမြောက်နေသားတစ်ခုကိုပိုင်ဆိုင်ထားပြီးအရှေ့အာရှတောင်အာရှနဲ့အရှေ့တောင်အာရှကိုဆက်နိုင်တဲ့တစ်ခုတည်းသောကုန်လမ်းတဲ့ပို့ဆောင်ရေး choke point အဖြစ်လည်းဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကမ္ဘာလုံခြုံရေးအခင်းကျင်းများရေကြောင်းသွားလာမှုကန့်သက်ချက်တွေဖြစ်ပေါ်လာနေတဲ့အခြေအနေမျိုးမှာမြန်မာနိုင်ငံကကမ္ဘာအရှေ့နဲ့အနောက်အချမ်းကိုတွာလာနိုင်မဲ့လမ်းကြောင်းပေါ်မှာရှိနေတာကိုလည်းကုသတော်ကြီးများတွေ့ရှိနိုင်ပါတယ်။ကျွန်တော်နိုင်ငံဟာပထဝီနေထားအရအာရှတိုက်ရဲ့အင်အားကြီးနိုင်ငံများကြားမှာဘူးနိုင်ငံကြီးများကြားဘူးချက်မှတည်ရှိနေတဲ့အတွက်ဒေသတွင်းကုန်သွယ်မှုတရားအပြည့်ဖော်ဆောင်ရေးဟာကျွန်တော်တို့အစိုးရဖွဲ့ရဲ့ကြီးမားတဲ့မဟာမြော်မောက်ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစေဖို့အတွက်ကိုယ်တို့လူမှုကိုမြင့်တင်ရမှာဖြစ်တယ်လို့ထွက်ရှိလာတဲ့ကုန်စည်တွေကိုလည်းနိုင်ငံတကာဆွေးကွက်ကိုအချိန်တိုတွင်းကုန်ကျန်းစေသက်သာတဲ့ပို့ဆောင်တဲ့မဟာဗျူဟာမြောက်လမ်းကြောင်းတွေကိုလည်းအကောင့်တွေဖော်သွားကြဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းမကြီးစီမံကိန်းကိုအထူးလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုတာဝန်ယူထားတဲ့ကာလအတွင်းမှာရန်နှန်းပြည့်ပြည်စည်းမှုရရှိစေရေးဆောင်ရွက်သွားဖို့မျှော်မှန်းဆောင်ရွက်လည်းရှိနေပါတယ်။အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်ရှိမိုရေးမြို့ကနေစတင်ကမြန်မာနိုင်ငံကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံရဲ့မဲဆောက်မြို့ထိစုစုပေါင်း845မိုင်ကီလိုမီတာ1400ကရှည်လမ်းမှာဖြစ်ပါတယ်။ဒီလမ်းကြောင်းဟာအရှေ့တောင်အာရှနဲ့တောင်အာရှကိုချိတ်ဆက်ပေးမဲ့စီးပွားရေးစင်ညာတစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ဒေသတွင်းမိဖက်နိုင်ငံများနဲ့ကြီးကြီးရင်းနှီးမှုတိုးမြင့်ရုံသာမကနေဆက်ကုန်သွယ်ရေးကိုလည်းအရှိန်ဟုန်မြင့်တိုးတက်စေမှာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောမစီမံကိန်းမှာပါဝင်တဲ့မြန်မာတရုတ်မြန်မာစီးပွားရေးစင်ညာစီမံကိန်းငွေဆောင်ပသိမ်ရန်ကုန်မြဝတီလမ်းကြောင်းစီမံကိန်းဒဝရင်းနဲ့စေကံစီမံကိန်းတို့ဟာလည်းနိုင်ငံရေးမတည်ငြိမ်မှုနဲ့ဗန္ဒာရေးဆိုင်ရာစိန်ခေါ်မှုတွေကြောင့်နှုံနှင်းမှုများနဲ့ကြုံတွေ့ရခဲ့ပေမဲ့လည်းအောင်မြင်အောင်ဆက်လက်ကောင်ထွက်ပေါ်ဆောင်တော့မှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောမစီမံကိန်း BRI ရဲ့အဓိကစီမံကိန်းတစ်ခုဖြစ်တဲ့မန္တလေးမူဆယ်ရထားလမ်းစီမံကိန်းဟာကျွန်တော်နိုင်ငံရဲ့မြောက်ဘက်စီးပွားရေးတစ်ကမ္ဘာကိုဖွင့်လှစ်ပေးမဲ့အသက်သွေးကြောလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဒုတိယမြို့တော်ဖြစ်တဲ့မန္တလေးကနေတရုတ်နိုင်ငံနဲ့နယ်စပ်ဒေသဖြစ်တဲ့မူဆယ်အထိကီလိုမီတာ430ရှည်လျက်ပြီးခရီးသည်တင်ရထားများတွေကီလိုမီတာတနာရီကို160နှုန်းနဲ့ကုန်စည်ပို့ဆောင်ရေးတဲ့တနာရီကိုကီလိုမီတာ120နှုန်းမောင်းနှင်နိုင်ဖို့ဒီဇိုင်းရေးဆွဲထားတဲ့နယ်စပ်ကုန်သွယ်ရေးရထားလမ်းစီမံကိန်းလည်းဖြစ်ပါတယ်။မြန်မာတရုတ်ကုန်သွယ်မှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုများစွာအရှိန်အဟုန်မြင့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒီစီမံကိန်းကြီးတွေအောင်မြင်ဖို့အတွက်လည်းနေမီတီချင်းအေဂျင့်မှုရှိရေးဟာလည်းအခြေခံအကျဆုံးလိုအပ်ချက်ဖြစ်နေပါတယ်။တစ်အဆွေးနဲ့ဗပုထုတ်လို့မရတယ်လို့ပဲတိုက်ပြည်မအေးချမ်းရင်လည်းဖွံ့ဖြိုးလုပ်ငန်းတွေဆောင်ရွက်လို့ရနိုင်မှာမဟုတ်ပါဘူး။တိုက်ပြည်တည်ငြိမ်အေးချမ်းမှသာဖွံ့ဖြိုးလုပ်ငန်းတွေကိုလည်းအနှောင့်အယှက်မရှိဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။ပြည်သူ့တော်နာယကကြီးနဲ့တွတော်ကိုယ်စားလှယ်များခင်ဗျာ။နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရေးကြီးသလိုကျွန်တော်နိုင်ငံအပါအဝင်ကမ္ဘာအနှံ့အဝှမ်းရင်ဆိုင်နေရတဲ့ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုလည်းမိထားလို့မရပါဘူး။ကမ္ဘာမိုးလေဝသပညာရှင်တွေရဲ့ခန့်မှန်းချက်တွက်ချက်မှုအရယခုနှစ်ကုန်ပိုင်းမှာအလွန်အားကောင်းတဲ့El Niñoအဆင့်ကိုရောက်ရှိလာနိုင်ပြီး2026ခုနှစ်နဲ့2029ခုနှစ်တို့ဟာကမ္ဘာတစ်ပိုင်းတစ်ချောင်းမှာအပူဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါကြောင့်ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်အဖြစ်မြေအောက်ရေခန်းချောင်းဒဏ်နိုင်မှုတွေကာကွယ်နိုင်ဖို့တဲ့မြေအောက်ရေကိုသာဦးစားပေးသုံးစွဲပြီးမြေပေါ်ရေကိုသာဦးစားပေးသုံးစွဲပြီးအသေးစားဆိုလာစိုက်ပျိုးရေးရရှိရေးနဲ့စနစ်တွေနဲ့သ
သိပ္ပံဒီကြစိုက်ပျိုးသွားနိုင်ရေးကိုလည်းဤပညာပံ့ပိုးပွင့်နေအောင်ကြိုးစားဆောင်ရွက်လျက်ရှိနေပါတယ်။ယင်းဒီမြေမောက်ကာလမှာအကြီးမားဆုံးဆင်ခုံမှုတရားဖြစ်တဲ့တဘာဝဘေးအန္တရာယ်ကြောက်မှုတွေလည်းကဘာကြီးပူနွေးလာခြင်းကြောင့်ဖြစ်ပြီးအဲ့ဒီလူရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာခြင်းကလည်းတည်တော့ပြုတ်တိမှုများကြောင့်ပဲဖြစ်ပါတယ်။နိုင်ငံတွေနဲ့စီးပွားပြည်သူတိထုတ်လို့မှုကိုဥပဒေအတိုင်းမြစ်ထားပေမဲ့လည်းတည်တော့ပြုတ်နှုမှုအခြေအနေတွေဟာဂျုံကျွေးအားနဲ့နေဖို့ကိုခွန်ကောင်းယူတစ်ဖက်နိုင်ငံကိုတရားမဝင်တစ်ခုတ်ထုတ်မှုတစ်ခုတ်ထုတ်တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ဒီလိုတရားမဝင်တစ်ထုတ်လို့မှုတစ်ထုတ်လို့တင်ပို့ရောင်းချမှုတွေကြောင့်နိုင်ငံတော်ရဲ့လူမှုရေးစီးပွားရေးနဲ့ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကိုဖြေရှင်းနိုင်ဖို့နည်းလမ်းမျိုးမျိုးရှိတဲ့ထက်ကတစ်မဆိုင်ပြူခြင်းတည်တော်မြတ်ထိန်းသိမ်းခြင်းဟာအယိုးရှင်ဆုံးအထီးရောက်ဆုံးကိုကျဲစီအသက်သာဆုံးနဲ့လူတဲ့လုံနိုင်တဲ့အလုပ်ဖြစ်တယ်လို့တဘာဝနဲ့လည်းလက်လုံးညူတွေဖြစ်ပြီးအကျိုးရှိသောလုပ်ငန်းတစ်ရပ်လည်းဖြစ်ပါတယ်။တတော်တစ်ပင်များသည့်ဖမှုတိုးတက်မှုအားလုံးဘိုးချက်ဖြစ်သည်ဆိုတဲ့စကားနဲ့ညီနိုင်ငံတော်ဖမှုတိုးတက်မှုလုပ်ငန်းတွေဆောင်ရွက်ရမှာတတော်ထိန်းသိမ်းရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုအမျှော်မြင်ကြီးစွာနဲ့ထက်သွင်းစဉ်းစားဆောင်ရွက်သွားကြဖို့လိုပါကြောင်းလည်းပြောကြားလိုပါတယ်။ယင်းရာသီဥတုပြောင်းလဲမှုအကျိုးဆက်တွေကိုအဆိုးရွားဆုံးခံစားရတဲ့သူတွေဟာကျေးလက်နေပြည်သူတွေဖြစ်တဲ့အတွက်ကျေးလက်ဒေသတွေမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတတော်တစ်ပင်တွေပြုစုပြောထောင်ခြင်းစုပ်ပြည့်မှန်များစနစ်တကျစီမံခန့်ခွဲခြင်းတို့ကိုအဓိကဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒီလိုဆောင်ရွက်မှသာကျေးလက်တွေတန်ရှင်းတက်ရလိမ့်စိမ့်လန်းဆိုပြီးခေတ်မီနည်းပညာတွေကိုအသုံးချနိုင်တဲ့စာပြကျေးရွာတွေ Clean Green and Smart Villages အဖြစ်အသွင်ကူးပြောင်းနိုင်မှာလည်းဖြစ်ပါတယ်။အဲဒီကတဆင့်နိုင်ငံတော်အလုံးမှာရှိတဲ့မြို့ပြကြီးတွေဖြစ်ပါ Smart City တွေအဖြစ်ကိုကိုယ်ချိတ်ဆက်တက်လှမ်းနိုင်မှာလည်းဖြစ်ပါတယ်။စမ်းစစ်လေးရတဲ့ကြ2020ပြည့်နှစ်မှာမြန်မာနိုင်ငံရဲ့တစ်တော်ဖုံးလွှမ်းမှုပမာဏဟာ4.38သိန်းစတုရန်းကီလိုမီတာရှိပြီးပြည်ကျက်လေးလာခြင်းများရ2026ခုနှစ်မှာ4.12သိန်းစတုရန်းကီလိုမီတာရှိတဲ့အတွက်စတုရန်းကီလိုမီတာ4000နီးပါးတိုးတက်လာတာကိုလည်းတွေ့ရှိရပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိတစ်တော်ဖုံးလွှမ်းမှုဟာနိုင်ငံဧရိယာရဲ့42.15%ရှိတဲ့အတွက်ရေရှည်စီမံကိန်းအဖြစ်နိုင်ငံဧရိယာရဲ့50%တွေပြန်လည်ရောက်ရှိအောင်ဆောင်ရွက်သွားဖို့အတွက်နိုင်ငံတော်တာယာဖို့တဘာဝပတ်ဝန်းကျင်ထိန်းချစုဆိုတဲ့မူဝါဒကိုချမှတ်ပြီးဆောင်ရွက်ရှိနေပါတယ်။ချောသူတဲ့နေရာတွေကိုစိမ့်လန်းအောင်လူတွေကပဲလှုပ်ဆောင်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းအပြင်များကိုမိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်ရဲဝပတ်ဝန်းကျင်နဲ့လမ်းဘေးဝဲရတွေမှာဦးစားပေးစိုက်ပျိုးသွားကြဖို့လိုအပ်ပါတယ်။2026ခုနှစ်မှာနိုင်ငံတော်ဝန်လုံးအတိုင်းအတာနဲ့နိုင်ငံပိုင်တစ်တော်စိုက်ခင်းတွေအပါအဝင်ဧကပေါင်း3000မှာအပင်ပေါင်း23သန်းကျော်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်နိုင်ငံကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာမြန်မာနိုင်ငံမှာစီးဆင်းနေတဲ့အဓိကမြစ်တွေမြစ်ကြီး၄သွယ်အပါအဝင်မြစ်ချောင်းများတဘာဝရေကန်ကြီးများစီတုံးများကနေနှစ်စဉ်ရေချိုဧကပေတန်း800ကျော်စီးဆင်းရရှိနေပေမဲ့လည်းဒီစီးဆင်းနေတဲ့ရေချိုပမာဏရဲ့ရာခိုင်နှုန်းအနေငယ်ခန့်ကိုပဲစိုက်ပျိုးရေးမွေးမြူရေးစက်မှုလုပ်ငန်းတို့နဲ့အိမ်သုံးရေအစရှိတဲ့ကဏ္ဍတွေမှာသုံးစွဲနိုင်တဲ့အကြောင်းတွေ့ရှိရပါတယ်။အစိုးရအနေနဲ့အမျိုးသားအဆင့်ရေရင်းမြစ်ကော်မတီကို26ခုနှစ်ဧပြီလ20ရက်နေ့မှာပြင်ဆင်ဖွဲ့စည်းပြီးတော့လုပ်ငန်းတောင်ကိုစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေပါတယ်။မြန်မာနိုင်ငံမှာမြေပေါ်မြေရောတွန်းတဲ့တရားစာတပစ္စည်းမျိုးစုံပေါ်ကျော်ပါပြီးဒီရင်းမြစ်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအများပြည်သူအကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်အကျိုးကျေးဇူးအသုံးပြုတဲ့ရှိနေပါတယ်။ဒါပေမဲ့နိုင်ငံတော်တွင်းကတိုင်းဒေသဒေသအချို့မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေလက်နက်ကိုင်တောင်းကြမှုတွေကိုခွင့်ကောင်းယူပြီးမတော်လောဘနဲ့ကိုကြိုးချစီးပွားရေးသမားတွေတိုင်းဒေသလက်နက်ကိုင်ခေါင်းဆောင်အချို့အနေနဲ့နိုင်ငံမတရားစားတာပစ္စည်းတွေကိုဥပဒေမဲ့ခိုးထုတ်နေကြပြီးအကြမ်းဖက်အုပ်စုတွေကိုထောက်ပံ့ခြင်းလက်နက်ကိုင်တောင်းကြမှုတွေကိုအားပေးထောက်ခံခြင်းတွေကိုလည်းထောက်ပံ့ခြင်းတွေကိုလည်းလုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်နိုင်ငံမဲ့တရားစားတာပစ္စည်းတွေဥပဒေမဲ့ခိုးထုတ်နေကြတဲ့နေရာမှာဥပဒေကိုမသိနားမလဲတဲ့ဆင်းရဲတဲ့ဒေသကပြည်သူတွေကိုငွေကြေးနဲ့ဆက်ဆောင်စည်းရုံးပြီးအလုပ်လုပ်ငန်းစီလည်းရှိတာကိုလည်းတွေ့ရှိရပါတယ်။
ကျွန်တော်တို့ဆိုရအနေနဲ့အများပြည်သူများသိရှိနိုင်ဖို့အတွက်နိုင်ငံမတရားစားတာတွေကိုမတော်လောဘနဲ့ဥပဒေမဲ့ခိုးထုတ်ကအကြမ်းဖက်တဲ့လက်နက်ကိုင်တောင်းကြမှုတွေကိုထောက်ပံ့နေမှုကိုတိုက်ဖြတ်သွားမှာဖြစ်ကြောင်းလည်းအလေးနဲ့ထားပြောကြားလိုပါတယ်ပြည်သူ့တော်နာယကကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့နိုင်ငံမှာလူဦးရေနှစ်စဉ်တိုးပွားနေပြီးအထူးသဖြင့်မြို့ပြနေလူဦးရေဟာဒီနေ့တခြားတိုးတက်မြင့်မားလာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်မြို့ကြီးတွေမှာလူဦးရေထူထပ်လာတာနဲ့အတူမြို့ပြမှာဖုံမှုတိုးတက်ရေးနဲ့မြို့နေပြည်သူလူထုတွေရဲ့နေထိုင်မှုဘဝနဲ့ကျန်းမာသာနေထိုင်နေရေးတို့အတွက်လက်ရှိကြုံတွေ့ရတဲ့မြို့ပြဆိုင်ရာအခက်အခဲတွေအားသာချက်တွေနဲ့အားနည်းချက်တွေကိုလေ့လာဆန်းစစ်ဖော်ထုတ်သွားမှာဖြစ်ပြီးလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းဆောင်ရွက်တတ်နိုင်ဖို့စီစဉ်ဆောင်ရွက်ရှိနေပါတယ်မြို့ပေါ်သားလှပရေးနဲ့ပတ်သက်ပြီးမြို့ပြတိုးချဲ့တည်ဆောက်ရေးကိုစီမံကိန်းတွေနဲ့အကောင့်တွေဖော်ဆောင်ရွက်တဲ့နေရာမှာရေမီးလမ်းနဲ့အခြေခံအဆောက်အအုံတွေကိုဖြည့်ဆည်းဆောင်ရွက်ဖို့နဲ့အဆင့်မီအိမ်ယာတွေတည်ဆောက်ပေးဖို့မြို့ကွက်တစ်တွေဖော်ဆောင်ပေးတာနဲ့အညီအမှန်တကယ်ဆောက်လုပ်နေထိုင်ကြစေဖို့မြို့ပြတာယာလှပရေးနဲ့ပတ်သက်ပြီးချမှတ်ထားတဲ့စီမင်းတာယာစီမင်းစည်းကမ်းတွေနဲ့ညီနေထိုင်ကြဖို့ကြက်မှတ်ဆောင်ရရှိနေပါတယ်။ဒါတို့ကြက်မှတ်နိုင်ဖို့နဲ့ကုညီဆောင်နိုင်ဖို့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းစီမင်းတာယာဝန်ကြီးဌာနတွေကိုလည်းဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။မြို့ပြဖွံ့ဖြိုးရေးတည်ဆောင်ဖော်ဆောင်တဲ့နေရာမှာမြို့ဧရိယာကိုတိုးချဲ့ဖော်ထုတ်ခြင်းတဲ့ရေပေးဝေရေးလက်ရှိမီဆက်တွေရေးနဲ့လမ်းများဖောက်လို့ရမှာအကျိုးရှိနိုင်ဖို့နဲ့ကမ္ဘာမြို့ကြီးများကဲ့သို့ခေတ်နဲ့ဒီလုံကြီးတဲ့မြို့ပြမှာအဖြစ်တိဆောက်နိုင်ရန်ကြိုးပမ်းသွားကြမှာလည်းဖြစ်ပါတယ်မြို့နေပြည်သူလူထုတွေအပန်းဖြေနားယူနိုင်ဖို့တဲ့နေရာတွေပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကိုလည်းဖော်ဆောင်သွားကြပြီးသွားကြမှာဖြစ်ပါတယ်ပြည်내နဲ့တိုင်းဒေသကြီးတွေကမြို့တော်တွေအားလုံးမှာအထူးတန်းပွဲကြီးစဉ်နဲ့ပြည်သက်9000ဆန့်နဲ့မီတာ400ပြေးလမ်းပါဘောလုံးကွင်းမိုးလုံးလီလုံးအကားစားယုမိုးလုံးလုံးရေကူးကြဒေယူကန်တွေကိုလည်းပထမဆင့်မှာတိစောက်ပေးလျက်ရှိနေပါတယ်လူကြီးမြတ်ပြတဲ့ခရိုင်မြို့ကြီးတွေမှာလည်းပွဲကြီးပြည်သက်3000ဝန်းဆန်းနဲ့မီတာ400ပြေးလမ်းပါဘောလုံးကွင်းများအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်ဗန္နငွေပေါ်မှာမူတည်ပြီးကြံခရိုင်မြို့နယ်တွေမှာလည်းဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အခြေခံပညာကျောင်းတွေမှာလည်းတင့်တော်တဲ့အားကစားကွင်းတွေရှိနေဖို့တန်တင်ကျောင်းနဲ့ကန့်ကြီးတဲ့အခြေခံအဆောက်အအုံတွေပြည့်မီဖို့တွေလည်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ပြည်တော်ထုတော်နာဂာကြီးနဲ့ထုတော်ကိုယ်တော်ကြီးများခင်ဗျာရိုးရရင်ကြီးမှုဆိုတာအလုံးနူးညံ့တိမ်မွေ့ပြီးဆွမ်းအားရှိတဲ့ soft power ဖြစ်တဲ့အတွက်ကြောင့်ဒါကိုထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင်တန်ဖိုးထားအလေးစားဂုဏ်ယူပြီးထာဝရတည်တံ့အောင်ကာကွယ်ဆောင်ရှောက်သွားမယ်ဆိုတဲ့ခိုင်မာတဲ့မျိုးချစ်စိတ်ဓာတ်တွေရှိဖို့လည်းလိုအပ်ပါတယ်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံလိုက်လူမျိုးလိုက်မှာကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိကြပါရေတိမ်နဲ့ကိုကြောက်ကြွဆဲနဲ့ကြည်ကြည်ပြီးသိရှိနိုင်တယ်လို့နိုင်ငံနဲ့လူမျိုးအဆင့်တန်းကိုလည်းယဉ်ကျေးမှုကိုကြည့်ပြီးစံပြတိုင်းတာကြတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာယဉ်ကျေးမှုဟာနှစ်ပေါင်းထောင်ချီဖြစ်ထွန်းလာခဲ့တာဖြစ်ပြီးကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်ဟန်ကိုယ်ပိုင်ဒလိတွေနဲ့ယဉ်ကျေးထက်တိုင်တည်တဲ့ခိုင်ခန့်လေးရှိနေပါတယ်ဒါကြောင့်တိုင်းဒေသလူမျိုးတွေရဲ့ရိုးရယဉ်ကျေးမှုအမှုပညာနဲ့အကလှတွေကိုလည်းဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်ပါတယ်မြန်မာတရုတ်မှာအမှုပညာဆိုတာမြို့ကြီးစေတဲ့ရှင်သန်ထက်သန်ရေးနဲ့ဇာတိတွေဇာတိမှာရှင်သန်မှုတို့ပေါ်မှာရှေ့ရှုဖြစ်ပေါ်လာတာဖြစ်ပြီးအမျိုးကုန်ဇာတိကိုမြင်မာရေးကိုလည်းများသာအထောက်ကိုပြုစေပါတယ်ခေတ်ဆက်တဲ့အမှုပညာရှင်တွေအနေနဲ့နိုင်ငံတိုးတက်ရေးအတွက်အစိုးရရဲ့မူဝါဒတွေပေါ်မှာမူတည်ပြီးလှုပ်ရှားဆောင်ရွက်ခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်ဘိုးဘဘေဘင်းတို့ထားရှိခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့နိုင်ငံရဲ့ရည်ချင်းမှုအမှုနှိမ့်တွေကိုနောက်သားမျိုးဆက်တွေဆင်ဆက်တန်းစီမြေးဆက်အထိလက်စင်ကတည်ဆောင်ပေးနေစားရှိသူတွေဟာနုပညာရှင်တွေပဲဖြစ်ပါတယ်ခေတ်ဆက်တဲ့ပြည်သူလူထုကိုဖျော်ဖြေပေးတဲ့နေရာမှာလည်းမြန်မာယူရဒီထုံးစံနဲ့အမျိုးသားရေးစရိုက်လက္ခဏာတွေကိုထိမ့်သိမ်းပြီးနိုင်ငံရဲ့ရည်စည်းကြောင်းပေါ်မှာပါလာအောင်ဆောင်ရွက်သူတွေဖြစ်တဲ့အတွက်နိုင်ငံတော်နဲ့ဒီမိုကရေစီရှောင်လွှမ်းမှုမှာလူပညာရှင်တွေအနေနဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့တက်ကြွကြပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်းလည်းပြောကြားလိုပါတယ်ခီးသားကဏ္ဍနဲ့ပတ်သက်ရင်လည်းကမ္ဘာနိုင်ငံမှာခီးသားလုပ်ငန်းကိုမိကူမထွက်တဲ့စက်ရုံတွေဖြစ်တင်စားပြီးအဓိကအားထားလှုပ်ဆောင်နေကြပါတယ်ကျွန်တော်တို့ရဲ့
အိန္ဒိယနိုင်ငံတွေမှာလည်းခီးသွွားလုပ်ငန်းနဲ့နိုင်ငံဝင်ငွေများစွာတူတဲ့ရရှိကြတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာငပလီချောင်းသာငွေဆောင်လိုတာယာလှပတဲ့ပြည်နယ်ကမ်းခြေတွေအင်ဒိုကြီးအင်းလေးကြိုက်ထီယိုဇွဲကပင်တို့လိုတဘာဝအင်းအိုင်တောတောင်ရှုခင်းအလှတွေကမ္ဘာအမွေနှစ်စင်းဝင်ရေချေးအောင်ရည်ကျင်းမှုနေမြေတွေဖြစ်တဲ့ပြည်ခေတ္တရာဗိဒနိုဟန်လင်းပကံတို့လိုမြို့သားအမွေနှစ်နေရာများမြန်မာနိုင်ငံကိုဂိုဒန်လန်လို့တင်စားလောက်စေတဲ့ဗုဒ္ဓဘာသာရဲ့အထင်ရှားရှေးဟောင်းယထာရှေးဟောင်းဖယားစီဒီများပရဝန္တုလူသားမျိုးနွယ်ကိုစားပြုတဲ့ဒရမ်ရဲ့ယဉ်ကျေးမှုမူတည်ဖြစ်တဲ့မြန်မာတို့ရဲ့အတာတကြံပွဲတော်စတာတွေဟာခိတလုပ်ငန်းဖွံ့ဖြိုးဖို့တဲ့ရေကန်မြေကန်ခေါင်းတွေလည်းဖြစ်ပါတယ်ဒီရင်းမြစ်တွေကိုကြိုးရှိသုံးချပြီးတဘာဝနဲ့ယဉ်ကျေးမှုအခြေခံခိတလုပ်ငန်းတွေကိုအကောင့်ထဲဖော်ဆောင်နိုင်ဖို့ကြိုးစားဆောင်ရွက်လက်ရှိပါတယ်တဘာဝသောတောင်တွေမှာတောင်တက်ခြင်းကျိုးတန်းစီးခြင်းတို့လိုစွမ်းစားခီးသွွားလုပ်ငန်းတွေဖွံ့ဖြိုးလာစေဖို့လည်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လက်တလောစားရောက်ဗီဇာခွင့်ပြုပေးထားတဲ့နိုင်ငံ6နိုင်ငံအပြင်နိုင်ငံရေးအတွက်တိုးမြင့်ခွင့်ပြုတန်းနိုင်ဖို့လည်းဆောင်ရွက်လက်ရှိပါတယ်ပြည်ခွင့်နဲ့ပတ်သက်ရင်လည်း e-visa စနစ်နဲ့ဝင်ရောက်နိုင်ဖို့နိုင်ငံမို့တရားကိုခွင့်ပြုပေးထားပြီးနိုင်ငံရေးအတွက်တိုးမြင့်နိုင်ရေးကိုလည်းညှိနှိုင်းဆောင်ရွက်လက်ရှိနေပါတယ်ပြည်တော်စုတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတော်ရဲ့တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာတရားဥပဒေစိုးမိုးရေးကအခြေခံအကျဆုံးဗရဏကျတဲ့အုံမြင့်ဖြစ်တဲ့အတွက်ဥပဒေအသိပညာလူတွေသိရှိနားလည်စေဖို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဆွေးရပွဲကိုလမ်းညွှန်ချက်ပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့တည်ဆဲဥပဒေကိုသိရှိနားလည်မှသာစီကံပြည့်ဝတဲ့လူအဖွဲ့အစည်းဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်2024-25ပညာသင်နှစ်ကစပြီးအခြေခံပညာထက်တန်းအဆင့်မှာဥပဒေပညာကိုသင်ကြားပေးစီခဲ့တဲ့အတွက်ဥပဒေပညာအခြေခံသိရှိနားလည်ပြီးဖြစ်တဲ့ထက်တန်းကျောင်းသားကျောင်းသူပေါင်း8သိန်းခန့်ရှိနေပြီဖြစ်ပါတယ်ဒါပြည်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကတက္ကသိုလ်သီးသီးမှာလည်းဝိဇ္ဇာပိဥပဒေပညာပေးနိုင်တဲ့အထိတွင်းမြင့်ဆောင်ပေးလည်းရှိပါတယ်မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ရဲ့စွမ်းရည်နဲ့စွမ်းအားတွေမြင့်တင်ပေးခြင်းဖြင့်ပြည်တွင်းလူမျိုးရေးနဲ့တရားဥပဒေစိုးမိုးရေးဖော်ဆောင်ပေးလည်းရှိနေပါတယ်အထူးသဖြင့်နေမြေဒေသလိုက်မူရည်စေဝါတားဆီးနှိမ်နင်းရေးနဲ့ online လိမ်လည်မှုလောင်းကစားမှု online scam တိုက်ဖျက်ရေးတွေကိုလည်း PPCC ကောင်တွေဖြည့်ရှင်းဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတဲ့အာဂတိလိုက်စားမှုတွေကင်းရှင်းစေဖို့အစိုးရအဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံးစိတ်ထားမှန်ကန်စွာနဲ့လှုပ်ဆောင်ကြဖို့လည်းအထူးလိုအပ်ပါတယ်ပြည်သူလူထုနဲ့ဇာတ်ရဲ့ထိတွေ့နေရတဲ့ရက်ွက်ကျွေးရအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဟာဥပဒေကိုသိရှိနားလည်ပြီးအာဂတိကင်းရှင်းဖို့အထူးပင်အရေးကြီးလှပါတယ်နိုင်ငံတော်အနေနဲ့တရားစီရင်မှန်တယ်ဖြောင့်မတ်စေခြင်းဥပဒေပညာအသိပေးမြင့်တင်ခြင်းနဲ့အာဂတိကင်းစင်တဲ့အုပ်ချုပ်ရေးကြိုးကတဆင့်တရားဥပဒေစိုးမိုးရေးကိုခိုင်မာအောင်ကြိုးပမ်းဆောင်ရွက်လက်ရှိပါကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်အာဂတိလက်စားမှုတိုက်ဖျက်ရေးဟာလည်းနိုင်ငံတော်တည်ဆောက်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိကဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ရခိုင်ဒီမိုကရေစီဒုတိယအစိုးရတက်တန်းကာလအတွင်းမှာတာဝန်ရှိသူများရဲ့မစင်မချင်းဆောင်ရွက်မှုမှနဲ့အာဂတိလက်စားမှုတွေကြောင့်နိုင်ငံတော်တွေနဲ့အမေရိကန်ဒေါ်လာ73.3 သန်းနဲ့မြန်မာငွေကျပ်1 ဘီလီယံကျော်ဆုံးရှုံးနေတာကြရပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လုံငန်းဆောင်မှုအားလုံးကိုလူထုတ်လူနည်းတဲ့ညီမငန်းဆောင်ရွက်ပြီးဒီလိုဖြစ်ရမျိုးထပ်မမဖြစ်ပွားစေဖို့တည်းလည်းအလေးနဲ့ထားဆောင်ရွက်နေပါတယ်တန်ရှင်းသည့်အစိုးရကောင်းမွန်သည့်အုပ်ချုပ်မှုဖြစ်စေရေးကိုအဓိကရည်မှန်းချက်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီးအစိုးရဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများနဲ့စီးပွားလုပ်ငန်းရှင်များအားလုံးအာဂတိကင်းရှင်းစွာနဲ့နိုင်ငံတော်နဲ့ပြည်သူ့အကျိုးကိုအမှန်တကယ်ကျိုးပေါင်းဆောင်ရွက်ကြဖို့လည်းလိုအပ်ပါတယ်ကျွန်တော်ရဲ့စိတ်နေစိတ်ဓာတ် mindset တွေကိုလည်းပြုပြင်ပြောင်းလဲမှုလိုအပ်မှာဖြစ်ပြီးနောက်သားတွေကိုလည်းအမွေဆိုးဖြစ်မပေးမိစေခဲ့ဖို့အထူးသတိပြုကြမှာလည်းဖြစ်ပါတယ်အာဂရိလက်စားမှုများမရှိစေဖို့တဲ့ပြည်တော်စုအဆင့်တိုင်းဒေသကြီးနဲ့ပြည်내အဆင့်များတာမှာကပြည်သူလူထုနဲ့ဓာတ်ရိုက်ထိတွေ့နေရတဲ့ရက်ွက်ချွေရအုပ်ချုပ်ရေးအဖွဲ့အစည်းများပါအာဂရိကင်းရှင်းစေရေးစနစ်တကျကြောင်းမဲ့ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ပြည်တော်စုတို့နာဂကြီးနဲ့တို့တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလမ်းစားမှုတွေဟာလူများစုပေါ်မှာကျူးလွန်တဲ့ကြီးလေးတဲ့ရာဇဝမှုတွေအဖြစ်ကျွန်တော်တို့အစိုးရက
တတ်မှတ်ထားပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့လုံးဝလက်ခံခွင့်လွှတ်မှာမဟုတ်ပဲပြင်းပြထန်ထန်နှင်းနှင်းချေမှုနဲ့ရှိနေပါတယ်။ဒီလိုနှင်းနှင်းတဲ့နေရာမှာပြစ်မှုကျူးလွန်သူများရဲ့69%ဟာပြည်ပနိုင်ငံသားတွေဖြစ်ပြီးအိန္ဒိယနိုင်ငံတွေကတည်းကကျွန်တော်တို့နိုင်ငံတွေကိုတရားမဝင်ဝင်ရောက်ခွင့်နေကြတဲ့ဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။သူတို့အသုံးပြုတဲ့ Starlink အပါအဝင်ဆက်သွယ်ရေးပစ္စည်းတွေနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေဟာပြည်ပနိုင်ငံကနေတရားမဝင်တင်သွင်းခဲ့ကြတာပဲဖြစ်ပါတယ်။ငွေပေးချေမှုစနစ်တွေကလည်းနိုင်ငံခြားဗန်နေနဲ့ကသာဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါကိုမြန်မာနိုင်ငံကသာတာဝန်ရှိတဲ့ပုံစံမျိုးပြည်ပမီဒီယာတွေကကမ္ဘာသတင်းတွေမှာပုံဖော်တင်ပြနေတာကိုလည်းတွေ့ရှိရပါတယ်။ဒါပြင် online လောင်းစားမှုအကြောင်းပြုပြီးတော့မှတိုင်းဒေသနဲ့ကိုင်အဖို့စည်းတွေနဲ့အရှိမြောက်ဒေသမှာပြဿနာဖြစ်ပွားခဲ့ကတိုက်ပြည်အနေနဲ့လည်းများစွာပိတ်ဆက်ခဲ့ရပါတယ်။နိုင်ငံတော်ကမူလအခြေအနေတိုင်းပြန်လည်ဖြစ်စေဖို့တဲ့ညီလန်းမျိုးစုံနဲ့ကျူးစာဆောင်ရွက်တော့မှာဖြစ်ပြီးတရုတ်နဲ့ထိုင်းနိုင်ငံပါဝင်မိတ်ဆွေနိုင်ငံများနဲ့လည်းပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ပါတယ်။ယနေ့အထိ online လေးလေလောင်းကစားမှုကျူးလွန်သူနိုင်ငံပေါင်း58နိုင်ငံကပြည်ပနိုင်ငံသားတရားခံ9,950ကိုဖမ်းဆီးပြီးတက်ဆက်နိုင်ငံတွေကိုလည်းပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ဒီထူးခြားလုပ်ငန်းတွေကျွန်တော်နိုင်ငံအတွင်းမှာပြန်တဲ့အခြေမချနိုင်စေဖို့တဲ့တရားမဝင်ဆက်လုပ်ထားတဲ့အဆောက်အဦတွေကိုလည်းအပြီးတိုင်ဖြိုချဖျက်ဆီးရှင်းလင်းနေတာကိုလည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးမူရစီဝါဟာတိုင်းရင်းသားလူမျိုးဆွဲတစ်ခုလုံးရင်ဆိုင်နေရတဲ့ပြဿနာဖြစ်တယ်ဆိုတာလည်းသတိပြုဖို့လိုအပ်ကြောင်းလည်းအလေးနဲ့ထားပြောကြားလိုပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့လူသားမျိုးနွယ်ကိုလူညွတ်တုံးစီနိုင်တဲ့မူရစီဝါကိုအမျိုးသားရေးအာဏာဖြစ်သတ်မှတ်ပြီးမူရစီဝါတိုက်ဖြည့်လုပ်ငန်းတွေကိုလည်းအမျိုးသားရေးတာဝန်တရားပြခံယူပြီးတော့မှနိုင်ငံတော်မှမူရစီဝါထုတ်လုပ်မှုနဲ့တရားမဝင်ရောင်းဝယ်မှုတားဆီးကာကွယ်လုပ်ငန်းတွေကိုလည်းအင်တာအာရက်နဲ့ PPCC စဉ်ဆက်မပြဆောင်ရွက်တဲ့ရှိနေပါတယ်။ကျွန်တော်အနေနဲ့ပြောကြားလိုတာကတော့မူရစီဝါထုတ်လုပ်ရောင်းချခြင်းဟာငွေကြီးခွာဝါချမှုလက်နက်မှောင်ခိုမှုအကြမ်းဖက်မှုတွေကိုလည်းအထောက်ပံ့ဖြစ်စေတဲ့အတွက်နိုင်ငံတော်အတွင်းတည်ငြိမ်အေးချမ်းမှုကိုချင်းချောက်တဲ့ရှင်ခုံမှုတွေဖြစ်တယ်လို့ဖြစ်ပါတယ်။ EAO အမည်ခံလက်နက်ကိုင်အချို့ပေါ်တဲ့အဓိကဝင်ငွေရနေတဲ့လုပ်ငန်းဟာမူရစီဝါလုပ်ငန်းဖြစ်ပြီးသူတို့တွေလုံးဝလက်မလွတ်နိုင်တဲ့အဓိကစီးပွားလုပ်ငန်းဖြစ်တဲ့အတွက်အခုအချိန်ထိဆက်လက်ထုတ်လို့ရောချနိုင်သေးတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုထုတ်လို့နိုင်နေခြင်းကိုလည်းထိရောက်စွာတည်ဖော်ထုတ်ပြီးနှင်းနှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်တော်ထုတ်တော်နာယကနဲ့ထုတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့အတွက်တက်ဆက်မဲဆန္ဒနယ်680နယ်မှာရွေးကောက်ပွဲများအောင်မြင်စွာကျင်းပပြီးထုတ်တော်ကိုယ်စားလှယ်1025ဦးကိုရွေးချယ်တင်မြှောက်ပေးနိုင်ခဲ့ပါတယ်။ဒီခုခါမှာပြည်သူ့ထုတ်တော်မျိုးသားထုတ်တော်နဲ့တန်းဒေသရေးတို့မှပြည်နယ်ထုတ်တော်အသီးသီးမှာလည်းပြည်သူလူထုကရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ထုတ်တော်ကိုယ်စားလှယ်များကဥပဒေပြုရေးနဲ့ပြည်သူ့ဆန္ဒနဲ့ဖြစ်စည်းပေးတာဝန်တွေကိုထမ်းဆောင်နေတာကိုလည်းဂုဏ်ယူဖွယ်ရာတွေ့မြင်ရပါတယ်။ပြည်တော်သူအဆင့်အဖွဲ့အစည်းတွေမှာဖွဲ့စည်းရမှာလက်ထပ်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာများနဲ့ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့မဲဆန္ဒတွေရဲ့လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက်မဲအများဆုံးယူအနိုင်ယူစနစ် FPTP နဲ့ဂျားပြရွေးကောက်ပွဲကျင်းပပြုလုပ်ပေးရမယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့89နဲ့မြို့သားလွှတ်တော်မဲဆန္ဒနဲ့15နဲ့တိုင်းဒေသကြီးသုံးဖို့ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့68နဲ့စုစုပေါင်းမဲဆန္ဒနဲ့190နဲ့မြို့နယ်102မြို့နယ်တို့မှာသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများဥပဒေနဲ့အညီ2022ခုနှစ်တွင်2029ခုနှစ်တွင်ဂျားပြရွေးကောက်ပွဲများပြုလုပ်နိုင်ဖို့အတွက်လည်းမဲဆန္ဒရှင်စင်းများပြုစုခြင်းမဲပေးစင်များဖြန့်ခွင့်နိုင်ရေးကြိုတင်စင်ရင်ဆောင်ရွက်ခြင်းစတာအစရှိတဲ့ရွေးကောက်ပွဲအကျိုးလုပ်ငန်းစဉ်တွေကိုလည်းပြည်တော်သူရွေးကောက်ပွဲကော်မရှင်နဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်းသတင်းစကားပါလို့ပါတယ်ပြည်တော်သူထွတ်တော်နာယကကြီးနဲ့ထွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာညီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့ယနေ့မိမိတို့အစိုးရတာဝန်ယူခဲ့တဲ့ရက်ပေါင်း100ကာလဟာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေကိုစတင်ချက်မှတ်နိုင်တဲ့တမန်ဝင်ကာလတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကိုလက်ကင်ထားပြီးကဏ္ဍစုံမှာအရှိန်ဟုန်နဲ့ဆောင်ရွက်ရှိနေပါတယ်။ကျွန်တော်တို့ဆိုရဟာနိုင်ငံတော်နဲ့ပြည်သူကပေးရလာတဲ့တာဝန်တွေကိုတစ္ဆာရှိ
ကြေကြေပြွန်ပြွန်ထမ်းဆောင်တော်မှာဖြစ်ပါတယ်ဒီလိုတာဝန်ထမ်းဆောင်နေရမှာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပြည်သူလူထုရဲ့လူမှုစီးပွားမြင့်တင်ရေးစတဲ့ကိစ္စရပ်တွေကိုကျွန်တော်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ကဥတီချက်ရည်မှန်းချက်တွေချမှတ်ပြီးအကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စူးစီးညွှန်ညွှန်တဲ့ပြည်ထောင်စုကြီးမဖြစ်အောင်တည်ဆောက်အကောင့်တွေပေါ်ဆောင်သွားကြဖို့အဓိဋ္ဌာန်ချမှတ်ထားပါတယ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စင်ခုံမှုတွေနဲ့အခက်အခဲတွေဟာဘယ်လောက်ပဲကြီးမားနေပါစေပြည်ရင်အားဒီပြည်တွင်းမှာသာရှိသည်ဆိုတဲ့ဆောင်ဖို့အတိုင်းပြည်သူနဲ့အစိုးရဟာမစုံမနစ်တဲ့ဇွဲလုံးသားတွေနဲ့လွယ်ညီညီဆောင်ရွက်သွားမယ်ဆိုရင်ဒီခက်ခဲတွေကိုအခွင့်အလမ်းပြပုံဖော်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဖြစ်တယ်ဆိုတာကျွန်တော်ကောင်းတာယုံကြည်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုနိုင်ငံတော်တစ်ကိုတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီလိုတည်ဆောက်တဲ့နေရာမှာအတွေးခေါ်တွေနောက်ကျမကြံရည်စေဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နိုင်ငံတော်တစ်တည်ဆောက်ရေးကိုအရှင်ရအောင်ကျွန်တော်အနေနဲ့2 နှစ်အချိန်ယူပါမယ်အချိန်ဝန်းနဲ့တည်ဆောက်မှုလည်း3 နှစ်အချိန်ယူဆောင်ရွက်သွားပါမယ်ပြည်သူလူထုတရားလုံးကလည်းကျွန်တော်နဲ့တူကဏ္ဍအသီးသီးမှာတက်ကြွစွာပါဝင်ကူညီပေးကြဖို့အလေးနဲ့တိုက်တွန်းရင်းညီကုန်းချော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ